တိဝိဘယင်ယူသွားတာကိုဩမာဒန်ကြီးရဲ့အလှတရားကြောင့်လို့ထင်နေတာလားမဟုတ်ပါဘူးဩမာဒန်ကြီးရဲ့အလှတရားကိုမြင်ပြီးမှဖြစ်သွားတဲ့တိဝိဘယင်ရဲ့လောဘတဏှာစိတ်ကိုအတိတရားနဲ့မထိန်ချုပ်နိုင်လို့တတိတရားနဲ့မထိန်ချုပ်နိုင်လို့ယူသွားတာဖြစ်တယ်ဩမာဒန်ကြီးလှလို့ယူတယ်ဆိုရင်လူတိုင်းယူမှာပေါ့အဲ့ဒီတော့ကိုဓာတတောထဲမှာမွေပေါက်လို့တည်တယ်ဆိုတာမွေကသူ့လိုလိုကြိုက်တာမဟုတ်တာကိုဓာတအမှတ်မားလို့တည်ရတာလေကိုဓာတကမွေကိုထင်းလို့မှတ်ပြီးတော့ကောက်လိုက်လို့မွေပေါက်လို့တည်ရတာပရာစာရီလေးယူသွားတာကိုလင်ဖြစ်သူနဲ့မိဘတွေတာသမီညီကိုမောင်နှမတွေတည်လို့ယူသွားတာအပြင်မှန်းကြည့်ရင်တော့မှန်တယ်ဒါပေမဲ့လေအဲ့ဒီသေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေကိုမြဲတယ်လို့ယူထားတဲ့စိတ်မစွန့်လွတ်နိုင်တဲ့စိတ်အဲ့ဒီဥပါဒံတရားကသူ့ကိုနှိပ်စက်သွားတာအဲ့ဒီဆွဲလန်းတဲ့စိတ်ကိုတတိတရားနဲ့မထိန်ချုပ်နိုင်တဲ့အတွက်ကြောင့်ပရာစာယူသွားရတာနော်တတိတရားနဲ့ပြန်ပြီးတော့ထိန်ချုပ်လိုက်နိုင်တဲ့အခါမှာတော့တရားတို့တရားမြတ်တွေရသွားတာပဲမဟုတ်လား